အားလုံးပဲမင်္ဂလာပါဗျာပရလောကဖြစ်ရမှန် YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ညမှာကျွန်တော်တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဆက်လံကောင်းလေးကတော့အဆောင်ပီကညကျူတီလို့အတိတ်ပဲရတဲ့ပရလောကဖြစ်ရမှန်ဆက်လံကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ခင်ဗျာဒီဆက်လံလေးကိုမစသိခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနဲ့ဘေးနားက notification လေးကိုနှိပ်ထားပေးဖို့မြစ်တာရက်ခံချင်ပါတယ်ခင်ဗျာဒါဆိုရင်ဆက်လန်းလေးကိုစလိုက်ကြရအောင်ဗျာကျွန်တော်နာမည်ကျော်မင်းအလုပ်အသစ်တစ်ခုအဖြစ်မြို့စုံမှာရှိတဲ့ဆေးရုံအဟောင်းကြီးတစ်ခုမှာညဘက်လုံခြုံရေးအဆောင်အဖြစ်စဝင်ခဲ့တယ်ဒီဆေးရုံကြီးကအဆောင်တိအိမ်မှာပဲလူနာတွေထားပြီးဆောက်လုပ်တုန်းကမီးလောင်မှုဖြစ်ခဲ့တဲ့အဆောင်ဟောင်းဘီကိုတော့လုံးဝပိတ်ထားလိုက်ပြီလို့ကျွန်တော်ကိုဒါဝင်မစခင်မှာပဲအထက်လူကြီးကပြောပြထားပါတယ်ကျွန်တော်ရဲ့အတီးကဒါဝင်ကအဆောင်အေကိုကင်းလဲရတာဖြစ်ပေမဲ့ညတကောင်တစ်ခေါက်တော့ပိတ်ထားတဲ့အဆောင်ဘီဘက်ကိုလည်းချန်စီယိုဘက်ကနေတက်မီးနဲ့ထိုးပြီးပတ်ကြည့်ရတယ်ပထမဆုံးညကတော့အေးဆေးပါပဲည7 နာရီလောက်မှာအဆောင်ဘီဘက်ကိုကျွန်တော်တက်မီထိုးပြီးလက်ပတ်ကြည့်တယ်အဆောင်အုံကမီးလောင်ထားတဲ့အနက်ရောင်အစင်ကြီးတွေနဲ့တရင်ပေါက်တွေကလည်းပေါက်ပြဲလို့ကြည့်ရတာတင်အတော်လေးချောက်ချားစရာကောင်းပါတယ်ဒုတိယညမှာတော့အချင်းအနေတွေစပြောင်းလာတယ်ကျွန်တော်ည7 နာရီထိုးလောက်မှာအဆောင်ဘီဘက်ကိုတမီးနဲ့ထိုးရင်းရှောက်လာခဲ့တယ်အဲ့ဒီအချိန်မှာပိတ်ထားတဲ့အဆောင်ကြီးရဲ့ဒုတိယထက်တတင်းပေါက်တစ်ခုကနေလူတယောက်ရဲ့အရှိတ်လိုလက်ခနဲ့လှုပ်ချသွားတော့ကိုကျွန်တော်တွေ့လိုက်ရတယ်ကျွန်တော်လည်းတက်မီကိုအဲ့ဒီနေရာစီအမြန်စိုက်ထိုးလိုက်တယ်ဒါပေမဲ့ဘာမှမရှိဘူးလေတိုက်လို့လွင့်နေတဲ့မီးလောင်ထားတဲ့လိုက်ကစားအစုပ်တစားပဲရှိတယ်ကျွန်တော်လည်းစိုက်ထင်တာဖြစ်မယ်ဒါမှမဟုတ်ကြောင်တကောင်ကောင်ဖြစ်မယ်လို့တွေးလိုက်တယ်ဒါပေမဲ့ကျွန်တော်လဲထွက်မလို့လှုပ်တဲ့အချိန်မှာပဲကဲပါမိန်းကလေးတယောက်ရဲ့တအားတူငင်ပြီးအသက်ညီနေတယ်လို့အတန်လေးကိုအဆောင်ဘီထဲကနေကြားလိုက်ရတယ်အတန်ကအရန်တူးတော့ကျွန်တော်ကြားရောက်တာလားလို့တန်တဲ့ဝင်သွားတယ်ကဲပါဘူးတယ်အရန်ဘူးတယ်ဒီတခါတော့အတန်ကိုတေးသေးချာချာကြားလိုက်ရပြီအဆောင်ဘီရဲ့ဒုတိယထက်ကလာတာကျွန်တော်လဲလူတယောက်ကြောင့်များဒုက္ခရောက်ပြီးပိတ်မိနေသလားဆိုတဲ့စိတ်နဲ့စိုးရိမ်သွားတယ်လုံခြုံရေးစည်းကမ်းအရအထဲကိုလုံးဝမဝင်ရဘူးလို့တားမြစ်ထားပေမဲ့လူအသက်ကိစ္စဆိုတော့ကျွန်တော်လဲတာဝန်အရစွန့်စားဝင်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်တန်ကြီးတက်နေတဲ့တောခလောက်ကြီးကိုဖွင့်ပြီးအဆောင်ဘီရဲ့ပင်မတကားကြီးကိုကျွန်တော်တွန်းဖွင့်ဝင်လိုက်တယ်အထဲမှာမီးလောင်ထားတဲ့အနှံ့မူစော်နှံ့တွေကနှာခေါင်းထဲကိုတန်းတိုးဝင်လာတယ်တက်မီးရောင်အောက်မှာမီးကျွမ်းနေတဲ့ပရိဘောကအပိုင်းအစတွေဆေးရုံကရင်ပေါင်အဆုပ်တွေကိုကျွေးရတယ်ဘယ်သူရှိလဲကျွန်တော်လုံခြုံရေးပါကူညီမလို့လာတာပါကျွန်တော်အော်မေးလိုက်တော့အပေါ်ထက်ကရှယ်ဆိုတဲ့ရှီတန်တရွတ်တိုက်ဆွဲတန်လိုမျိုးကြားလိုက်ရတယ်အတန်ကဒုတိယထက်ကကလေးလူနာဆောင်ဟောင်းဘက်ကနေလာနေတာကျွန်တော်လဲတက်မီးကိုကင်နံပါတ်တုတ်ကိုအတင်းဆွဲပြီးလေကားအဆုပ်ပေါ်ကိုတဖြည်းဖြည်းတက်ခဲ့တယ်ဒုတိယထက်အရောက်မှာတော့
စင်းကြံလန်းကမောင်မဲနေပြီးတစ်ဖက်ချမ်းကကလေးကူတာဆောင်ဆိုတဲ့ဆိုင်းပုတ်ပြားကြီးကတချမ်းလောင်ကျွမ်းပြီးလွယ်ခိုနေတယ်အတန်ကအဲ့ဒီအခန်းထဲကနေလာတာကျွန်တော်အခန်းတကားကိုဖြည်းဖြည်းချင်းတွင်းဖွင့်လိုက်တယ်အခန်းထဲမှာကလေးကတင်အသေးလေးတွေအများကြီးပဲအားလုံးကမီးလောင်ပြီးမဲတူးနေတယ်အခန်းတောက်ကကတင်လေးတစ်လုံးမှာတော့တဆုံတယောက်ကထိုင်နေတယ်လို့ပုံရိပ်မဲမဲလေးကိုတွေးလိုက်ရတယ်မီးတွေပိတ်မိနေတယ်ကဲပါအတန်ကအဲ့ဒီပုံရိပ်စီကထွက်လာတာကျွန်တော်လည်းညီမလေးဘာမှမဖြစ်ဘူးဦးလေးလာပြီးဆိုပြီးတက်မီးကိုအဲ့ဒီပုံရိပ်စီတန်းထိုးလိုက်တယ်တက်မီးရှောင်အောက်မှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကျွန်တော်တကူလုံးသွေးတွေခဲမတက်ရှောင်းလန့်သွားခဲ့ရတယ်အဲ့ဒါကလေးမလေးတယောက်ပါဒါပေမဲ့သူ့တကူလုံးကမီးလောင်ထားသလိုမဲတူးပြီးအရှိပြားတွေကအရှိပျော်ကျနေတယ်သူ့မျက်လုံးတွေနေရာမှာအပေါက်ခေါင်းနဲ့ကြီးတစ်ခုပဲရှိပြီးအဲ့ဒီအပေါက်ထဲကနေကျွန်တော်ကိုစိုက်ကြည့်နေတယ်သူကသူ့ရဲ့မီးလောင်ကျွမ်းထားတဲ့လက်ကလေးတစ်ဖက်ကိုကျွန်တော်စီကိုလမ်းပေးရင်းပူတယ်လာပါလာကူပါအောင်ဒီထဲမှာသူ့အတန်ကရုပ်ချက်ပြောင်းသွားပြီးရှောက်ကက်ကက်နဲ့အကွင်းနေတဲ့အတန်ကြီးဖြစ်သွားတယ်ဒီထဲမှာအတူတူလာနေပါပြောဆူဆူနဲ့သူကကရင်ဘော်ကနေကျွန်တော်စီကိုလင်းမြန်တဲ့အချိန်နဲ့ပြေးဝင်လာတယ်ကျွန်တော်လည်းကြောက်လို့အားကနေအော်ပြီးတက်ထဲကတက်မီနဲ့တောင်ပြပေါက်မိခဲ့တယ်နောက်ကိုလဲမကြည့်ပဲအဆောင်အပြင်ကိုအသက်လှုပ်ပြီးပြေးထွက်ခဲ့ရတယ်အပြင်ရောက်လို့အဆောင်အေကတခြားအဆောင်တွေစီရောက်မှကျွန်တော်အသက်ကိုဝမ်းဝရှူနိုင်တော့တယ်သူတို့ကကျွန်တော်ကိုမြင်တော့မင်းအဆောင်ပီတဲကိုဝင်သွားတာလားဟုတ်ကဲ့အထဲမှာကလေးမလေးတယောက်မီးလောင်ကျွန်တော်စကားမဆုံးခင်မှာပဲအဆောင်အဟောင်းကြီးဥပမြစ်ကအေးပြီမင်းဝင်သွားမိပြီလားအဲ့ဒီအဆောင်ကလွန်ခဲ့တဲ့10နှစ်ကမီးလောင်တုန်းကကလေးလူနာဆောင်ကကလေးတွေတယောက်မှအပြင်ကိုပြန်မထွက်နိုင်ပဲအကုန်တေဆုံးသွားတာအထူးသဖြင့်ညဘက်ဆိုရင်ပိတ်မိနေတဲ့ကလေးဝိညာဉ်တွေကအဖော်ခေါ်နေကြတာကွာလို့တုံရှိရှိနဲ့ပြောပြပါတယ်အဲ့ဒီညကစပြီးကျွန်တော်အဲ့ဒီဆေးရုံမှာအလုပ်ဆက်မလုပ်ရတော့ပါဘူးနှုံနေမနဲ့မှာပဲအလောက်ကချက်ချင်းထွက်လိုက်တယ်အခုထိတိုင်အောင်မီးလောင်ထားတဲ့အဆောင်အဟောင်းကြီးတွေနားကိုဖြတ်သွားတိုင်းပူတယ်ကဲပါဆိုတဲ့အတန်လေးကိုကျွန်တော်အခုထိပြန်ကြားရောင်နေမိတော့ပါပဲအခုထိလေအဲ့ဒီမီးလောင်ထားတဲ့ဆေးရုံပြက်ဟောင်းကြီးထဲမှာကလေးမလေးတွေဟာအခုထိရှိနေသေးမလားဆိုတာဘယ်သူမှမသိရပါဘူးဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ဒီဆက်လန်းလေးကိုရေးသားတင်ဆက်သူတက်အောင်စင်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့တင်ဆက်ပုံကစိတ်ဝင်စားစရာမကောင်းပေမဲ့အဆုံးထိလိုက်ပါကြည့်ရှုနားဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာတကယ်လို့ဒီဆက်လန်းလေးကိုချိုင်းနေတက်ခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနဲ့အသစ်တင်တိုင်းတီးရဖို့ဘေးနာက notification bell လေးကိုနှိပ်ပြီးအားပေးတော့ဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာလည်းပြန်လည်ဆုံတွေ့ချင်ပါတယ်ဗျာ